ထိုင်းလောကမှာလေနှစ်စင်းရှိပါတယ်။ဒါပေမဲ့စီးလို့တော့မရပါဘူး။ဒါပေမဲ့အသုံးဝင်တဲ့နေရာတော့ရှိပါတယ်။အဲ့လေနှစ်စင်းအကြောင်းကိုလေ့လာကြည့်အောင်။လေနှစ်စင်းဆိုတော့ဒီမှာရောရနှစ်ခါပါ။အဲ့ဒီလေနှစ်စင်းရဲ့နာမည်ကရောဟန်လို့ခေါ်ပါတယ်။အဲ့လေနှစ်စင်းကအလုံးလုံးတဲ့ပုံစံမတူကြပါဘူး။အဲ့လေနှစ်စင်းရဲ့အနောက်မှာအသက်တန်ပါရင်ပုံစံတစ်မျိုးအသက်တန်မပါရင်ကျတော့ပုံစံတစ်မျိုးပါ။နှစ်မျိုးအလုံးလုံးပါတယ်။အဲ့တော့ကြည့်လိုက်ရအောင်။အဲ့တော့ပထမဆုံးလေနှစ်စင်းရဲ့နောက်မှာအသက်တန်မပါတဲ့အားလေးကိုကြည့်ကြမယ်။အဲ့တော့ဒီရောဟန်ရဲ့အနောက်မှာအသက်တန်မပါဘူးဆိုရင်သူကပထမရောကစလာအပုံစံနဲ့အလုပ်လုပ်ပါတယ်။ဒုတိယရောကကျတော့နော်တက်ပုံစံနဲ့အလုပ်လုပ်ပါတယ်။အဲ့တော့သူ့ကိုဖတ်လို့ရှိရင်အနော်အန်ဆိုတဲ့ပုံစံဖြစ်သွားပါတယ်။အဲ့တော့မှတ်ရမှာကရောဟန်ရဲ့အနောက်မှာအသက်တန်မပါဘူးဆိုရင်သူ့ကိုအန်လို့အတန်ထွက်ရပါမယ်။ပထမကြီးနောက်တစ်ခုကစဝမ်မှာဆိုရင်ပထမဆုံးစောတလုံးထဲရှိပါတယ်သူကဆက်လာအဖြောက်ထားတာပါစောအစလို့ဖတ်မယ်ပေါ့နော်ဝေါ်ရောဟန်ပါတယ်ဆိုရင်ဝေါ်အနော်ဝန်အတန်ထွက်ပါမယ်ဆိုတော့အနောက်ကဝေါ်အနော်ဝန်ထွက်တယ်ဆိုပေမဲ့အရှိကစောအတန်ကိုလိုက်ပြီးတော့စဝမ်လို့ထွက်ပါမယ်အနောက်ကတော့ခေါ်ကာရန်အဲ့အလေးကအတန်ထွက်စရာမလိုပါဘူးအဲ့တော့စဝမ်ကောင်းကင်ဘုံကိုပြောတာပါနောက်တစ်ခုကမိုင်းဘန်ထတ်မောအိုင်မိုင်ထိုမိုင်းဘောရောဟန်အဲ့ဒါကိုဘောအနော်ဘန်အတန်နဲ့ဖတ်မယ်တော့ဘောရောဟန်ဘန်ထောအဒေါ်ထတ်မိုင်းဘန်ထတ်ပေတံကိုပြောတာပါနောက်တစ်ခုကรถบรรทุกรอโอทอรถบอรอหารบานทอโอกอทุกรถบรรทุกကုန်တင်ကားပါနောက်ထပ်တစ်ခုကတော့พันยาพอรอหารพันยออายาพันยาဇနီးလို့ပြောတာပါพันยาလို့မပြောဘဲနဲ့พอรอหารကိုพออะနော်พานအတန်တစ်ခါထွက်မယ်ပြီးအနောက်ကရောကိုရောအရအနေနဲ့တစ်ချက်ပြန်ထွက်မယ်နောက်ကယောအာယာพันရယာဆိုပြီးတော့လည်းပြောလို့ရပါတယ်အများဆုံးကတော့พันရယာလို့ပဲပြောပါတယ်ဇနီးကိုပြောတာပါโอเคဒါဆိုရင်တော့